အားလုံးပဲမင်္ဂလာပါခင်ဗျာ 3D ကျွန်တော်တို့ဒီတစ်ခါအပင်တို့ site တွေကိုပြပြပါခင်ဗျာအပင်ရှည် site ကကျွန်တော်အရင်ဗီဒီယိုမှာပြထားပြပါတယ်ခင်ဗျာ9ကြိမ်6ကြိမ်9ကြိမ်10ကြိမ်အပင်ရှည် site ပါခင်ဗျာဒီခါအပင်တို့ site လေးကျွန်တော်ပြပါမယ်လုံးကြကောက်တော့မယ်ကျွန်တော်တို့လုံးကြကျွန်တော်ကောက်ပါမယ်ကျွန်တော်ဒီခါထိတ်ဆိုင်ရင်ကောက်ပါမယ်ဒီ3လုံးပေါင်းလို့ရင်ဒီ3လုံးပေါင်းလို့ရင်ဒီ3လုံးပေါင်းလို့ရင်ကျွန်တော်ဒီ3လုံးပေါင်းလို့ရင်6ဆိုတော့ကျွန်တော်တို့ကဒီမှာ6ထိပ်ပါဒီ3လုံးပေါင်းတော့8ရယ်4ရယ်2ရယ်5ရယ်ပေါ့နော်ခွန်ဆိုတော့ကျွန်တော်တို့ခွန်ထိပ်ပါဒီ3လုံးပေါင်းမယ်2ရယ်ပေါင်းတော့4 9နဲ့ပေါင်းတော့3ဒီခါကျွန်တော်တို့က3ထိပ်ပါဒီလိုလုံးကြဆိုင်လေးရလဲကျွန်တော်တို့ထွက်တယ်လို့ကျွန်တော်ပြပြဖြစ်ပါတယ်ဒီကွယ်ကောင်းဆိုင်ပါ3ထိပ်ကျွန်တော်နောက်ကအလဲဆိုင်ဆွဲပါမယ်အလဲဆိုင်ကကျွန်တော်ဒီ9ရယ်ဒီ9ရယ်ဒီ9ရယ်ကျွန်တော်ဒီ9ရယ်ပေါင်းပါပါ9ဆိုတော့ကျွန်တော်တို့ဒီအလဲတိုင်း9လုံးကြဆိုင်ဒီ3လုံးပေါင်းက8ရယ်4ရယ်ဒီ8ရယ်ပေါင်းတော့8ရယ်4ရယ်12ဒီ8ရယ်ပေါင်းတော့3ရပါနော်အဲဆိုတော့ဒီ3ရအလဲတိုင်းပါဒီ2ရယ်ဒီ8ရယ်ပေါင်းတော့3လုံးပေါင်း2ဆိုတော့ကျွန်တော်က2ကိုအလဲတိုင်းထားလိုက်မယ်ဒီကကျွန်တော်နောက်ပေးဆိုင်ပါဒီ6ရယ်ဒီ6ရယ်ဒီ4ရယ်3လုံးပေါင်းလို့ရင်ကျွန်တော်က6နောက်ပေးပါဒီ6ကကြတော့ဒီလိုလား6ပါပါ9ရယ်2ရယ်5ရယ်6ပါပဲအဲ့ဒါတော့ဒီ6ဒီခွန်ရယ်5ရယ်ဒီ6ရယ်3လုံးပေါင်းရင်10ပေါ့နော်အဲ့ဒါတော့နောက်ဘက်က10တော့ဒါကကျွန်တော်တို့5ချိန်တော့ပါ5ချိန်ဆိုတော့16ရက်3လ2026အတွက်ကကျွန်တော်တို့က3နှစ်8တကွက်ထဲလုံးကြဆိုင်ပါနော်3နှစ်8နောက်တစ်ခါကျွန်တော်တို့3နှစ်8လုံးကြဆိုင်နောက်ကကျွန်တော်တို့ဖြစ်ချင်း site ပြပါမယ်ဗျာ
ဖြစ်ခြင်းစိုက်ကဒီလေးလုံးပေါင်းလိုက်မယ်ဒီလေးလုံးပေါင်းခြင်းက9ရက်8ရက်5 9ရက်6ရက်53ည3ညရဲ့ကျွန်တော်တို့ဒီ9ရက်ဒီ9ရက်ဒီ1ရက်ပေါင်းလိုက်ရင်လည်းဒီ6လုံးပေါင်းလို့ရင်3ညဒီ6လုံးပေါင်း3ညဒီ6လုံးပေါင်းကျွန်တော်တို့6လုံးပေါင်း3ညဒီ8ရက်4ရက်ဒီ8ရက်လည်းပဲကျွန်တော်က3ညပါ3ညဖြစ်ခြင်းနေနော်8ရက်လည်း3ညနောက်ကကျွန်တော်တို့ဒီ3လုံးပေါင်းလို့ရင်6ရက်5ရက်5ရက်ပေါင်းလိုက်ဒီ3လုံးပေါင်းလည်းကျွန်တော်3ညပါပဲအဲဒါကျွန်တော်3ညဖြစ်ခြင်းနဲ့အဲ့ဒါကျွန်တော်ခုနကလိုပဲဒီထိုက်ဆိုင်နော်ဒီလေးလုံးပေါင်းကဒီရက်ဒီ3ညရက်9ရက်ပေါင်းလိုက်လို့ရင်3ညပါပဲဒီကောင်လည်း3ညကျွန်တော်ကျွန်တော်လည်း3ညခွန်ရ14 4ရက်6ရက်ဒီတစ်လုံးပေါင်းလည်းကျွန်တော်3ညပဲเนาะ3ညကျွန်တော်တို့ဒီ3လုံးပေါင်းလည်းနော်ဒီ3လုံးပေါင်းရလည်းပဲကျွန်တော်တို့3ညပါပဲเนาะ3ညနဲ့ကလည်းကျွန်တော်တို့3ညပဲနောက်တစ်ခါကျွန်တော်တို့
4 လုံးရယ်ဒီလုံးပေါင်းခြင်းဟာ2963ဟာ3ည2963က3ညဆိုတော့ကျွန်တော်တို့ဒီ6ရယ်ဒီ6ရယ်ဆိုတော့3ညရယ်6ရယ်ဆိုတော့6ကို3ညဖြစ်အောင်ကျွန်တော်4ပေါင်းမှ3ညဖြစ်ပါမယ်ဆိုတော့ကျွန်တော်3ညဖြစ်သွားပြီတော့ဒါကို3ညဖြစ်အောင်ဆိုရင်8ရယ်ဒီမဲ့6ရယ်ရှိတော့ခါကြတော့8ရယ်6ဆိုတော့14 4ကို3ညဖြစ်အောင်ဆိုရင်6ထဲမှာ3ညဖြစ်အောင်မယ်6ထဲလိုက်ဆိုကျွန်တော်ကဒီဥစ္စာဒီ3လုံးပေါင်းခြင်းရလည်းပဲကျွန်တော်3ညပါပဲ3ညဖြစ်အောင်ဆိုရင်9 6ဆိုတော့17ကို3ညဖြစ်အောင်ဆိုရင်9ထဲမှာ3ညဖြစ်ပါမယ်1 9ထဲမှာ3ညဖြစ်မယ်ဆိုတော့ကျွန်တော်တို့ဒီ3ညဖြစ်ခြင်းတွေကြိုက်လို့ရင်တော့ကျွန်တော်တို့သုံးလို့ရပါတယ်3ညဖြစ်ခြင်းကကျွန်တော်တို့က6ကိုတစ်ခွက်ရပါတယ်ကြိုက်ရင်တော့ကျွန်တော်တို့ထိုးပေါ့နော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကံကောင်းကြပါစေခြေလက်ပေါက်ပါလေဗျာပေါက်ကြပါစေ